တက္ကရာ1990အညာရွာလေးတရွာရဲ့နှက်ကနာပွဲတစ်ခုကနက်ကတော့ပျောက်ဆုံးမှုဒီနေ့မဲသီရီနတ်ဝင်မယ်တဲ့သူနတ်ဝင်ရင်ပြောသမျှတကယ်ဖြစ်တယ်တိတ်နေကြဒီနေ့မိုးနံကမကောင်းဟောလွန်ခဲ့တဲ့နေပေါင်းများစွာငနေကမြန်မာပြည်လေပိုင်းရွာလေးတရွာမှာထူးဆန်းတဲ့ယုံကြည်ချက်တစ်ခုရှိခဲ့ပါတယ်အဲ့ဒီရွာမှာနှစ်စဉ်နှစ်တိုင်းနှက်ကနာပွဲကြီးကျင်းပလေးရှိပြီးရွာသူရွာသားတွေကနတ်တွေကိုပူဇော်ပသကြပါတယ်ရွာသားဖိုးဖွားတွေကတော့ထူးဆန်းတဲ့စကားတခွန်းကိုအမြဲပြောလို့ရှိကြတယ်။နှစ်ပွဲညမှာညတကောင်ကြော်ရင်အပြင်မထွက်နဲ့။မကောင်းတာတစ်ခုတွေ့ရင်မျက်လုံးချင်းမစုံစီနဲ့။ဒီစကားတွေကိုဘယ်သူကစပြောခဲ့တာလဲ။ဘာကြောင့်ပြောခဲ့တာလဲဆိုတာဘယ်သူမှသိချာမသိကြတော့ပါဘူး။ဒီလိုနဲ့ပဲနှစ်ပွဲရောက်လာခဲ့တယ်။တရွာလုံးကစီကားနေပြီးလမ်းတစ်လျှောက်မိတိုင်တွေထွန်းထားတဲ့ကြားမှာဘုံတန်တွေကလည်းစူညံလွတ်နေတာပေါ့။ကလေးတွေပြေးလာစော်ကစားနေကြတယ်။လူကြီးတွေကတော့ဒီနှစ်နက်ကတော့မေတီကြီးနက်ဝင်မှာကိုစောင့်ဆိုင်နေကြတယ်။မေတီကြီးဟာဒီနေ့တဝိုက်မှာနာမည်ကြီးတဲ့နက်ကတော့တယောက်ဖြစ်ပါတယ်။သူနဲ့ဝင်ပြီးပြောသမျှဟာအမှန်ဖြစ်တယ်လို့လူတွေကယုံကြည်နေကြတာပါလူအုပ်ရဲ့နောက်ဆုံးတန်းမှာတော့အဖွားအိုတယောက်ကလူတွေကိုမကြည့်ပဲတခြားတနေရာကိုစိုက်ကြည့်လို့နေခဲ့တယ်သူမျက်နှာမှာလည်းကြောက်ရွံ့မှုတွေအပြည့်နဲ့ပြီးတော့သူကတိုးတိုးလေးပြောလိုက်တယ်ဒီနှစ်သူပြန်လာပြီအဖွားအိုဘသူ့ကိုပြောတာလဲရွာသားတွေဂီယူမဆိုင်ခဲ့ကြပါအဲ့ဒီအချိန်မှာပဲနတ်ဝင်ပွဲစတင်ခဲ့တယ်နတ်တိုးတန်နေမြန်လာပြီးမေတီတီဟာမျက်လုံးမိတ်ပြီးတဖြည်းဖြည်းနဲ့သူ့လက်ချောင်းတွေစတင်တုန်လှုပ်လာပြီးအသက်ရှူတန်တွေလည်းပြင်းလာရုတ်တရက်မေတီတီမျက်လုံးဖွင့်လိုက်တဲ့အခါမှာအဲ့ဒီမျက်လုံးတွေကလူတယောက်မျက်လုံးလိုမဟုတ်တော့သူကလူအုပ်ထဲကိုဖြည်းဖြည်းချင်းဝေးဝိုက်ကြည့်လိုက်ပြီးတနေရာရောက်မှတော့သူမျက်နှာပြက်သွားနက်ကတော့မေတီတီကလက်တစ်ဖက်ကိုမြှောက်လိုက်ပြီးလူအုပ်ထဲကလူတယောက်လက်ညှိုးထိုးကတုံရီနေတဲ့အတန်နဲ့ပြောလိုက်ဆက်လာပြီမလာနဲ့သူဒီထဲမှာသူရှိနေတယ်လူအုပ်ကြီးလည်းတိတ်ဆိတ်သွားပြီးမေတီတီကနောက်တစ်ခေါက်ထပ်ပြောတယ်သူ့မျက်လုံးကိုမကြည့်နဲ့အဲ့ဒီစကားဆုံးတာနဲ့လေပြင်းတွေတိုက်ခိုက်လာပြီးမိတိုင်တွေတထိုင်ငိမ့်သွားတယ်ဘုံတန်တွေရက်တန့်သွားပြီးလူတွေရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတယ်အမောင်ထဲမှာတယောက်နဲ့တယောက်ခြေတန်တွေပြေးလွှားတန်တွေကြားရပြီးစက္ကန့်အနည်းငယ်ပဲကြားလိုက်တယ်မိတွေပြန်လင်းလာတယ်ဒါပေမဲ့နက်စင်ပေါ်မှာနက်ကတော့မေတီတီမရှိတော့တရွာလုံးကထိတ်လန့်သွားကြပြီးနက်ကတော့မေတီတီကိုလိုက်ရှာကြတော့တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာနက်စင်ရှိကနေကြီးပေါ်မှာငွေအောင်ချေချင်းတစုံနဲ့သွေးဆက်တချို့ကိုတွေ့လိုက်ရရွာသားတယောက်ကကောက်ယူဖို့လက်လန်းလိုက်တဲ့အချိန်မှာပဲအဖွားအိုကကြောက်အားလန့်အားနဲ့អော်လိုက်တယ်မကိုင်းနဲ့ရွာသားအားလုံးလည်းရုတ်တရက်ထိတ်လန့်သွားတော့တာပေါ့အဖွားအိုကဖြည်းဖြည်းချင်းရှိတိုးလာပြီးခြေချင်းကိုစိုက်ကြည့်နေတယ်ပြီးတော့သူကတုံရင်စွာနဲ့ဒါမေတီတီရဲ့ခြေချင်းမဟုတ်ဘူးဒါကလွန်ခဲ့တဲ့အနှစ်30ကပျောက်သွားတဲ့နက်ကတော့ရဲ့ခြေချင်းပဲအဲ့ဒီအချိန်မှာလေပြင်းတစ်ချက်ဝေးတိုက်လာပြီးမိတိုင်နောက်တစ်တိုင်ငိမ့်သွားတယ်ဘယ်သူမှစကားမပြောနိုင်ကြတော့ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့အနှစ်30ကပျောက်သွားတဲ့နက်ကတော့အကြောင်းဒီရွာမှာဘယ်သူမှမပြောရဲကြလို့ပါပြီးတော့ဒီနေ့ရဲ့နှစ်ပွဲကအခုမှစရုံပဲရှိသေးတယ်လေ